တင်နောက်ထပ်အသက်ရှည်ရှည်နေကျင်သေးတယ်ဆိုရင်ရက်ပြီးကျွန်တော်စကားကိုခဏလောက်နားထောင်ပေးပါတခင်မင်္ဂလာပါကျွန်တော်ကတင့်ရဲ့စီးကျိတ်ပါတင်ဟာအခုချိန်ထိမနက်ခင်းပထမဆုံးစီးသွားရတာကိုအေးဆေးချုံမွေးစွာစွန့်ထုတ်နိုင်သေးတယ်ဆိုရင်ကျွန်တော်အတွက်လိုက်ခီလေးတစ်ခုလောက်အရင်ပေးခဲ့ပါနော်ဒါဟာတင့်ရဲ့အောက်ပိုင်းပင်မကာကွယ်ရေးလိုင်းကိုအမြဲမပြတ်စောင့်ရှောက်ပေးနေတဲ့အထူးအဆိုရှင်လေးအတွက်နောက်ကျမှပေးတဲ့အတိမတ်ပြုမှုတစ်ခုလို့မှတ်ယူလိုက်ပါမယ်ကျွန်တော်ကတင့်ရဲ့တင်ပါဆောင်မျိုးအနက်ဆိုင်ဆုံးနေရာစီအိမ်ရဲ့တိုက်ရိုက်အောက်ဘက်မှာပုံကွယ်နေတာပါပုံတရံကအဆောက်ထိုးဖြစ်နေတဲ့တစ်အဲတီးနဲ့တူပြီးပုံမှန်အားဖြင့်20 gram လောက်ပဲလေးပါတယ်ကျွန်တော်ကအရန်ပုတ်ပါလုံးလို့တင်ကျွန်တော်တရှိမှုကိုပင်ခံစားမိမှာမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကတင့်ခန္ဓာကိုယ်ရဲ့အဓိကလမ်းဆောင်လမ်းခွက်ကိုထိန်းချုပ်ပေးထားတာပါတင့်ရဲ့စီးပြုံဟာကျွန်တော်အလဲကနေဖြတ်တန်းသွားပြီးကျွန်တော်ကအတိအကျထိန်းချုပ်ပေးတဲ့အဆိုရှင်တစ်ခုလိုစီးစင်းမှုကိုထိန်းပေးနေတာဖြစ်ပါတယ်ဒါတွေမကသေးပါဘူးကျွန်တော်ဟာတုပ်ပိုးလေးတွေကူးခတ်ဖို့နဲ့ရှင်တန်ဖို့လိုအပ်တဲ့ဟာရတက်ရည်များကိုလည်းထုတ်လုပ်ပေးရပါတယ်ကျွန်တော်ဟာတင့်အတွက်စီးစွန့်ထုတ်ပေးတဲ့အဆိုရှင်လည်းဖြစ်တယ်လို့မျိုးဆက်ပြန်ပွားရေးအတွက်နောက်ချန်ထောက်ပံ့ရေးအရာရှိလည်းဖြစ်ပါတယ်ဒါပေမဲ့တခင်ကျွန်တော်ဒီလောက်စူးစမ်းပေးနေတာကိုတင်ကတော့အကြမ်းတမ်းဆုံးနီးလန်းတွေနဲ့ကျွန်တော်ကိုအဆုံးစီရင်ဖို့တွန်းပို့နေတာပါတင်ဟာတစ်နေ့လုံးထိုင်ရက်အတိုင်းအလုပ်လုပ်တဲ့ကားမောင်းတဲ့ဂိမ်းစော့ကြပါတယ်တင့်ခန္ဓာကိုယ်ရဲ့အလေးချိန်ကီလိုဂရမ်များစွာဟာတင်ပါဆောင်မျိုးကတဆင့်ကျွန်တော်အပေါ်ဖိနှိပ်ထားပါတယ်ကျွန်တော်ရဲ့သွေးလက်ပတ်မှုဟာရက်တက်မတက်ဖြစ်သွားပြီးစွန့်ပစ်ပစ္စည်းတွေကိုမရှင်းထုတ်နိုင်တော့ပါဘူးအဲ့ဒီကျင်းမြောင်းတဲ့နေရာလေးထဲမှာရောင်ရမ်းပြီးပိတ်လောင်နေရတာအသက်ရှူပေါက်ပင်မရှိပါဘူးဒါအပြင်တင်ဟာစီးအောင်ထားတတ်ပါသေးတယ်အလုပ်လုပ်ရင်အစည်းအဝေးထိုင်ရင်ထရမှာပြင်းလို့ဆိုပြီးစီးအောင်ထားတဲ့အခါစီးအိမ်ဟာလေးဖောင်းထားတဲ့လေးဖောင်းဘောလုံးလို့ကျွန်တော်ခေါင်းပေါ်ဖိနှိပ်ထားလိုက်တာပါစွန့်ထုတ်ရမယ့်စွန့်ပစ်ပစ္စည်းတွေဟာပျော်တိုင်းနောက်ကျောင်းပြန်စီးဆင်းလာပြီးဒဏ်ရာပေါ်စားဖြူတယ်လို့ကျွန်တော်ကိုထက်ခါစိတ်ဝင်ဆူရဲစေပါတယ်ကျွန်တော်ခဏစိတ်ဝင်ရောင်ရမ်းနေရတာကိုတင်ကတော့လုံးဝသတိမထားမိပါဘူးဒါအပြင်တင်ဟာညက်နှက်ပိုင်းအရက်ပြင်းပြင်းနဲ့အဆက်ကဲအကင်းတွေကိုအလွန်ကြိုက်နှစ်သက်ပါသေးတယ်အဲ့ဒီစွာပေးတဲ့တက်ပစ္စည်းတွေဟာသွေးနဲ့အတူကျွန်တော်စီရောက်လာပြီးသွေးကြောမြင်တွေကိုအလွန်မင်းကျဲစေကရောင်ရမ်းမှုကိုပုံမဆိုးရစေပါတယ်တင်တောက်လို့ကောင်းနေချိန်မှာကျွန်တော်ကတော့မီးပေါ်မှာကင်ခံနေရတယ်လို့ပါပဲပိုဆိုးတာကလိုအပ်တာထက်ပုံမလွန်ကဲတဲ့အလေးကျင့်တွေကြောင့်ကျွန်တော်မှာကိုယ်တိုင်ပြန်လဲပြုပြင်ဖို့အချိန်လုံးဝမရှိပဲနေရောညပါအားစိုက်ထုတ်လုပ်နေရတာပါတခင်တည့်ရလားစီးကျိတ်ဆိုတာပိုကြီးလာနိုင်ပါတယ်ကျွန်တော်ကလိုချင်လို့ကြီးလာတာမဟုတ်ပါဘူးတင်းရဲ့ရေရှည်အလေးကျင့်ဆိုတွေကကျွန်တော်ကိုဒီအခြေအနေထိတွန်းပို့လိုက်တာပါကျွန်တော်ရွယ်စားကြီးလာပြီဆိုရင်တော့တင်းရဲ့စီးလန်းကြောင်းကိုကြောက်ခဲကြီးလို့ပိတ်ဆို့ထားတော့မှာပါတင်းရဲ့စီးကြောင်းဟာပိုသေးလာမယ်ကွေးကောက်လာမယ်အိမ်သာရှိမှအကြာကြီးရက်နေရပြီးမှအဆက်ချရတော့မယ်ညဘက်ဆိုရင်လည်းတနာရီ2နာရီချတစ်ခါစီးခဏနိုးလာပြီးညလုံးပေါက်အေးပြက်ရတော့မှာပါအဲ့ဒီအချိန်ကျရင်အေးစေးစီးသွားဖို့ဆိုတာတော့မျောလင်းချက်တစ်ခုဖြစ်သွားရပါပြီတခင်ကျွန်တော်တောင်းဆိုချက်ကမမြင့်မားပါဘူးကျွန်တော်တောက်ခံနိုင်တဲ့အချိန်မှာဒီအချက်၄ချက်လောက်လုပ်ပေးပါပထမအကြာကြီးမထိုင်ပါနဲ့တနာရီချတစ်ခါ2မိနစ်လောက်မတက်ရက်လမ်းလျှောက်ပေးပါကျွန်တော်အပေါ်ဖိထားတဲ့အလေးချိန်ကိုဖယ်ရှားပေးပြီးတွေးစနစ်ပြန်လဲစီးဆင်းပါစေဒုတိယစီးလာရင်ချက်ချင်းသွားပါစီးမအောင်ပါနဲ့တတိယအရက်ပြင်းနဲ့အဆက်ကဲအစားအစာတွေကိုလျှော့ပါရေနွေးလေးပို့တောက်ပေးပါစတုထစီးကုန်ကြွက်သားလေးချိန်ကန်လုပ်ပေးပါလေကိုရှူသွင်းပြီးကြွက်သားကိုညစ်ပါစက္ကန့်ပိုင်းလောက်ထိန်းထားပြီးမှလေကိုပြန်ရှူထုတ်ပါဒါဟာကျွန်တော်ကိုအနှိတ်ခံလိုက်ရတယ်လို့တွေးလက်ပတ်မှုကောင်းမွန်စေပြီးမူလကျုံဆက်နိုင်စွမ်းကိုပြန်ရရှိစေပါတယ်တင်းကျွန်တော်အတွက်နည်းနည်းလေးပြောင်းလဲပေးမယ်ဆိုရင်တင်းအသက်60ရောက်ရင်တောင်အေးဆေးချုံမွေးစွာစီးသွားနိုင်ပြီးညဘက်နှစ်ချိုက်စွာအိပ်ပျော်စေရပါမယ်စီးကျိတ်ဆိုတာအမျိုးသားတိုင်းရဲ့အောက်ပိုင်းကျန်းမာရေးနဲ့ဘဝအရေးသွေးကိုထိန်းချုပ်ပေးနေတဲ့အဓိကအဆိုရှင်ဖြစ်ပါတယ်စီးကျိတ်ရောင်ရမ်းခြင်းနဲ့ကြီးခြင်းတို့မဖြစ်စေဘူးအထိုင်များခြင်းစီးအောင်ခြင်းနဲ့အရက်တောက်ခြင်းတို့ကိုရှောင်ကျဉ်ပါဒီနေ့ကစပြီးတင်းရဲ့စီးကျိတ်ကျန်းမာရေးကိုစနစ်တကျကာကွယ်စောင့်ရှောက်လိုက်ပါ